အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မမအငုံရဲ့ vlog အတန်သွင်းမှာဖြစ်ပါတယ်မင်္ဂလာဒူရင်းသီးဆိုင်ကနေပြီးတော့ပို့ထားတဲ့ဒူရင်းသီးလေးကိုအားရပါရစပြမှာဖြစ်ပါတယ်ရှင်ကဲပထမဆုံးအနေနဲ့ဘူးလေးကိုပါကင်ဖောက်ကြည့်မှာဖြစ်ပါတယ်သူကတေချာလေးထုတ်ပိုးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အနံ့ထွက်မှလည်းမပူရအောင်အနံ့လည်းလုံပါတယ် တော်လိုက်တာကွာမမအငုံကပေါ့နော်ဘူးကိုစပြီးတော့ဖွင့်လိုက်တဲ့အချိန်မှာစောင်းတက်ကခေါင်းဖီးနေတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာအနံ့ကလုံးဝဆွဲဆောင်နေတာပေါ့နော်အဲ့သူရိုက်နေတဲ့အချိန်မှာစောင်းတက်ကဘေးကနေထိုင်မျောနေရတယ်သူကတော့လုံးဝမကြွေးပါဘူးသူကသူအရင်စားပါတယ်ကင်မရာလေးကိုပြလိုက်ပါတယ်အထဲမှာကတော့အများကြီးပဲပါပါတယ်ရောမနေနဲ့စားခြင်းကိုယ့်ကိုဝယ်စားမင်္ဂလာပါဒူရင်းဒီဇိုင်းမန်းလေးမှာဆိုင်ခွဲတွေအများကြီးရှိတယ်ဖေရောမေရောသမီးရောသူတို့က3ယောက်မိသားစုလိုက်ရောင်းတာစားခြင်းဒီမှာနေဝယ်စားအဲ့ဒါနဲ့ပဲစောင်းတက်ကဘေးကနေပဲမျောလိုက်ရပါတယ်သူကတော့အားရပါရနေပဲစောင်းတက်တို့စားပြပါတယ်ထဲမှာသူကအစီလေးသေးလေးပဲပါတာဖြစ်ပါတယ်အသားကြီးကတော့အထူကြီးပဲအနံ့လည်းအရန်အောင်မွေးပါတယ်အရသာကလည်းမွန်ထောင်းသီးဆိုတော့ပြောစရာမလိုပါဘူးရမ်းချိုပါတယ်နင်းနောက်ဆုံးမှနည်းနည်းပဲကျွရလေဟုတ်ပြီမမရှားပြရဲ့ reaction တိုင်းကြောကြရေးဟီဟီအတီးကအရန်အပျော်ကြီးလည်းမဟုတ်ဘူးအရန်အမကြီးလည်းမဟုတ်ဘဲနဲ့အလေလက်အနေထားလေးပေါ့နော်အရန်ပျော်လွန်းရင်လည်းငုံကြိုက်ဖို့အခုကဘယ်လိုပြောရမလဲစားလိုက်အစ်ဆက်လေးနဲ့လုံးဝအသားတွေကအများကြီးနဲ့ကြိုက်လိုက်ရောလေနစ်ပြီးတော့ဝင်သွားပြီးတော့ပို့အရန်စားတကောင်အဲဆောင်းတစ်စားခြင်းလားရှားခြင်းညာကြီးကျွေးအဲ့ချိန်မှာဆောင်းဆောင်းကလည်းလုံးဝမနေနိုင်တော့လို့ဝင်စားလိုက်ပါတယ်ဆောင်းဆောင်းရဲ့ reaction ကိုပဲကြည့်လိုက်ကြပါအရန်စားလို့ကောင်းပါတယ်အသားကလည်းပြည့်နှစ်ပြီးတော့အရန်ကိုချိုးပါတယ်ဆောင်းတက်လည်းအရန်ကိုကြိုက်သွားပါတယ်အမှနောက်တစ်ခုထပ်ကျွေးဆိုပြီးတော့ထပ်စားလိုက်ပါတယ်နဲ့မျောလို့နင်းကိုနည်းနည်းပဲကျွေးမှဒီဘက်ကမွာကြီးတွေငါစားမှဟုတ်ပါတယ်တကယ်လည်းနည်းနည်းလေးစားလိုက်ရပါတယ်ပြီးတော့သူဆက်စားပါတယ်မန်းလေးရသူရေးဒူရင်းဒီကောင်းကောင်းလေးစားခြင်းနေဆိုရင်62လမ်း44တက်မှာမင်္ဂလာပါဆိုပြီးတော့ဒူရင်းဒီဆိုင်လေးရှိပါတယ်သွားစားဖို့အတွက်ငါ recommend ပေးပါတယ်နောက်ထပ် vlog တွေမှာတွေ့မယ်နော်အားလုံးပဲတတ်တာ